ဒီနေ့ဒီ primary state ARFC ရဲ့ AFC လေးမဲခွဲပြီးသွားပါပြီเนาะအုပ်စုရှောင်းနေပြောရမယ် YouTube မှာကြည့်ပြီးရင်းနေတုံနေရအဲ့ဒီကတရုတ်တိုင်ပေးကိုအသင်းကိုနိုင်အောင်ဆော့နိုင်တော်တော်အဆင်ပြေပြီးတရုတ်တိုင်ပေးအသင်းတေးမှာပို့ပြီးကြောက်ရမှာတရုတ်တိုင်ပေးမှာဂျပန်ကစားသမားတွေတော်တော်အငှားခေါ်ယူထားတာကိုသိရတဲ့အတွက်ကြောင့်မို့တရုတ်တိုင်ပေးအတွက်ပဲစိတ်ပူတယ်နောက်တစ်ခုကဒီစင်ကာပူလည်းအေးစစ်ကြိုဖြတ်နိုင်မယ်လို့ထင်တယ်နောက်ကလက်ဘရွန်အသင်းလည်းကြိုဖြတ်နိုင်မယ်ထင်တယ်ကြားတဲ့အုပ်စုကတော့ Group F မှာကြားတယ်နော်မြန်မာက ARFC ကိုစားမြန်မာကိုစားပြု ARFC အသင်းရဲ့တရုတ်တိုင်ပဲအသင်းရဲ့စင်ကာပူအသင်းရဲ့လက်ဘရွန်အသင်းရဲ့ဆိုပြီး3-4သင်းအုပ်စု F မှာကြားသွားပြီနော်အုပ်စု6လည်းပြောရတယ်သိလားဒါပေမဲ့ပြောဦးမယ်ထိန်းရလေမြောက်ကြီးနဲ့ကြားတာကိုဒီရင်းနေခုံးမဘယ်အတိုင်းမဆူတောင်းနေရတာမလေးသမီးနေကိုကောင်းတယ်ထူပြီးကောက်အမဝါဒနာလေသုံးလုံးကြည့်လေထိုင်ရလို့ဂျလုံးနဲ့လှဲ့တိုင်းလေငါတော်တော်စိတ်ဝင်စားတယ်ဘောပွဲဆိုလဲ group street ဆွဲပြီးမဲလိုက်တာလဲစိတ်ဝင်စားတယ်ရဲ့ဘာလို့လဲမသိဘူးနော်အဲ့ဒီဒီထိုင်ထီကိုလေမြန်မာကလေးနာတက်တာလဲစိတ်ဝင်စားတယ်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ် ARFC ကအုပ်စုချောင်းတယ်လို့ပြောရတယ်နော် ARFC ဒီ AFC ကိုစားပြု ARFC အသင်းဒီနှစ်မှာအုပ်စုချောင်းတယ်လို့ပြောရတယ်အုပ်စုတက်နိုင်ပါသည်ကလေးတွေရဲ့ဝမ်းသေးတာနေရဒီမလေးကတော့ပွဲတွေကတော့ဘယ်တော့လဲအမားတယ်ကဲဒါကဘာအတွက်မေးထားလဲဆိုလို့ရှိရင်เนาะ2026-2029 AFC ပွဲအတွက်မြန်မာနိုင်ငံကိုစားပြု ARFC အသင်းဟာဝင်ပြိုင်မဲ့ပြိုင်ပွဲလေးအတွက်မေးထားတာဖြစ်ပါတယ်အဲ့ဒီပြိုင်ပွဲဟာဆိုရင်ဖြစ်မြန်မာနိုင်ငံမှာပဲအင်ရှင်ဖြစ်primary ပနာမချစ်စစ်ပွဲအဆင့်ကိုကျင်းပမှာဖြစ်ပြီးတော့ဩဂတ်စ်လာ18ရက်နေ့ကနေပြီးတော့23ရက်နေ့အတွင်းလို့သိရပါတယ်ဩဂတ်လ18ရက်နေ့ကနေပြီးတော့23ရက်နေ့အတွင်းလို့သိရပြီးတော့တရုတ်တိုက်ပဲအသင်းရဲ့စင်ကာပူကလပ်အသင်းရဲ့နောက်တစ်ခုကကြတော့ဒီလေဘရိုအသင်းရဲ့နောက်မြန်မာနိုင်ငံကိုစားပြု ARFC အသင်းရဲ့ဩဂတ်စ်လ18ရက်နေ့နဲ့18ရက်နေ့မှ23ရက်နေ့အတွင်းမြန်မာနိုင်ငံအမှာပဲအင်ရှင်ဖြစ်ပနာမခြေစမ်းပွဲကိုကျင်းပမှာဖြစ်ပါတယ်အဲ့တော့ ARFC ကိုချစ်တဲ့သူတွေမြန်မာနိုင်ငံကိုစားပြုအသင်းကိုအားပေးတဲ့သူတွေကတော့ဩဂတ်စ်လထဲမှာပွဲရှိနေပါတယ်เนาะအဲ့တော့ဘယ်တော့လိုင်းဆိုတာဖြည့်ပေးလိုက်ပါပြီရင်းနေထုံနေရဘလို့ပဲဖြစ်ဖြစ်ဒီပွဲမှာမြန်မာနိုင်ငံကိုစားပြု ARFC အသင်းကနောက်ထပ်ပြင်ဆင်မှုတွေများစွာအများကြီးမြင်နေရတာမြင်ထစ်လာမှသာအဆင်ပြေမှာပေါ့နော်အုပ်စုအနေနဲ့ပြောရင်တော့ရှောင်းတယ်လို့ပြောလို့ရပါတယ်စကားတွေတောင်ထစ်ကုန်ပြီးတကယ်တမ်းညဒီနေ့ရင်းနေခုံနေတာဒီဘလို့အသင်းနေနဲ့ကြာလာမှမသိတော့လေတကယ်ရင်းနေခုံနေမိတာမြန်မာအမျိုးသမီးဘောလုံးလောကမှာဝင်းသိမ့်ကြီးထွန်းလိုမျိုးကစားသမားနောက်တစ်ယောက်ထွက်ပေါ်လာပါပြီသူကတော့အားလုံးသိကြတဲ့ပင်မြင့်ရန်လေးပဲဖြစ်ပါတယ်ပင်မြင့်ရန်လေးကဘောလုံးကစားရမှာတိတ်ပြီးတော်ပြီးတော့တိတ်ကိုလေးနဲ့ပါနေပါတယ်သူ့အနေနဲ့အကောင်သေးလို့သာကျွန်တော်မထင်ပေါ်တာဖြစ်ပါတယ်သူ့အနေနဲ့ကျွန်တော်ကြီးခဲ့တဲ့ယူဆက်ကွန်ကိုခြေစစ်ပွဲအောင်သူလုပ်ပြခဲ့ပေးခဲ့တယ်သူ့ရဲ့ခြေသွားလည်းတော်လေးကိုကောင်းတယ်ဗျာသူ့မှာအားနေချက်ကတော့အကောင်သေးတာမနော်လူကောင်သေးတဲ့အတွက်တချို့နေရာတွေမှာတော့သူအားနေချက်တွေရှိတာပေါ့ဒါကြောင့်မို့အခုလက်ရှိရတနာဘုံမှာကစားနေတယ်ရတနာဘုံတင်းရလူတွေနေနဲ့လည်းပြင်းပြင်းရန်လေးကိုနည်းနည်းလေးလူကောင်ထွဲပေးခြင်းတယ်ပေါ့နော်လူကောင်လေးနည်းနည်းတက်သွားအောင်လူထွဲပေးခြင်းတယ်အဲ့လိုဖြစ်မှဒါကြိုပြင်းပြင်းရန်နေနဲ့နောက်ထပ်တို့ဝင်းတိုင်းကြီးထုံးလို့မျိုးကစားသမားတယောက်ဖြစ်လာမှာပေါ့နော်သူ့အနေနဲ့လည်းတကယ်ကိုကောင်းပါလေဗျာကိုဖန်နေမှုတွေလည်းလုပ်ပေးတယ်အခုလက်ရှိရတနာဘုံတင်းမှာဂိုးတွေလည်းတွင်းနေတယ်ပေါ့နော်သူ့ရဲ့စီနီယာကြီးနဲ့တို့နှစ်ယောက်ပေါ့နော်စီနီယာဂျူနီယာနှစ်ယောက်လုံးတို့နှစ်ယောက်တွဲပြီးစော့နေတယ်ဝင်းတိုင်းကြီးထုံးနဲ့တူစော့နေတာပေါ့နော်သူဝင်းတိုင်းကြီးထုံးเนี่ยသူတင်ယူစာရှိတာထပ်တင်ယူပြီးတော့သူထပ်ပြီးစူးစမ်းနေတယ်တချိန်ကြာလို့ရှိရင်မြမလေးတွေမျိုးသမီးတင်ရင်အားထားရတဲ့ကစားမတယောက်ဖြစ်လာမှာအမှန်ပါပဲဗျဝင်းသိမ့်ကြီးထုံးပြီးရင်တောက်ပလာမယ်ကျဲပွင့်လေးဖြစ်ပါတယ်သူ့အနေနဲ့အဓိကလူကောင်လေးပဲ train ရလို့ရှိရင်ဝင်းသိမ့်ကြီးထုံးလို့မျိုးခင်မာထုံးလို့မျိုးကစားသမားတယောက်ဖြစ်လာမှာလို့တော့ကျွန်တော်ထင်ပါတယ်ဗျကျေးဇူးတင်ပါတယ်